ကိုင်းတိုင်းမုံရွာမြို့ချင်းလူမျိုးဇက်စိတ်မှာကလေးငယ်9ဦးရေစင်းချိုးရမှာရေနစ်မှုဖြစ်ပွားခဲ့တဲ့အတွက်ကလေးငယ်3ဦးသေဆုံးခဲ့တယ်လို့သိရပါတယ်။မလ16ရက်နေ့ညနေ6:00နာရီကျော်ချိန်ကသက်14နှစ်အရွယ်ရှိတဲ့ယောက်ျားလေး3ဦးနဲ့မိန်းကလေး2ယောက်ပါဇက်စိတ်မှာရေစင်းချိုးရတာတွေရေနစ်မှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ရေနစ်မှုဖြစ်ခဲ့တဲ့အချိန်မှာတော့အနားမှာရှိတဲ့ခြေသမားတွေကကလေးငယ်တွေကိုတွားရောက်ကဲတယ်ကဲမယ်လူသားတုံးနဲ့လူသမီးကလေးငယ်တုံးကဲတယ်နိုင်ခဲ့တယ်သိရပါတယ်။မလ19ရက်နေ့မှာတော့ပျောက်ဆုံးနေသူကိုမိဘတွေနဲ့လူမှုကွန်ရက်ကဲတယ်ဖွဲ့ရတွားရောက်ရှာဖွေရမှာတော့လူသားအလောင်းတစ်လောင်းကိုစတင်ရှာဖွေတွေ့ရှိခဲ့ပါတယ်။ဒီနေ့မလ18ရက်နေ့မှာတော့ကျန်ရှိနေတဲ့ကလေးလောင်းတစ်လောင်းကိုထပ်မံတွေ့ရှိခဲ့တာဖြစ်တယ်လို့မြန်မာနိုင်ငံလူမှုကွန်ရက်ဖွဲ့မုံရွာကတာဝန်ရှိသူတို့ကပြောပါတယ်။